嘿，露露，叫么多的有啦？多家乡嘛，属牛没可以。ဒီလောက်တယ်ထားလိုက်ပါခဏနေမှပုံပုံညက်စီကိုခိုင်းလိုက်မယ်ရပါတယ်ဘဘရဲ့ကြောက်ချင်စောပါသေးတယ်ပြီးတော့ဘဘနဲ့ဆိုဆမ်မတရက်လာနေလေလေဘဘရဲ့ဟုတ်တယ်အမနဲ့တည်းကဘာမှမစားသေးဘူးဘဘရဲ့ဒါတွေစေးပြီးလို့ရှင်တာစားရမယ်နော်အေးကောင်းပြီသွားစားလိုက်နော်ဒါတွေထားခဲ့ညက်စီလို့လို့ကောင်းကွာဘိုးညောစွန့်ညံနေစောက်ဆိုင်နေရလို့နောက်ကျသွားတာပါကွာသူ့ဘာသူဖုန်းကြီးเจ้าမှာခုလုပ်ပြီးဖုန်းကြီးเจ้าအောင်စွန့်ကြံနေစားဘာဖြစ်လို့လဲသူများထမင်းခိုးစားမှာမဟုတ်တာဒီနေ့ဥပုံနေရစကားကျန်းတက်မပြောနဲ့တန်းထဲမှာစူညံနဲ့ဘာတွေဖြစ်နေကြတာလဲမြတ်သူကကြောင်းလာနောက်ကျစမ်းဩဒီနေ့ကဥပုံနေပဲတာဖုန်းကြီးเจ้าမှာဝေယဝဆတွေကူလုပ်ပြီးနောက်ကျနေတာမလားကောင်းတယ်တာဓုပါတာရဲ့တူတူမင်းရောသူ့လိုမျိုးကူလုပ်ပေးဖို့စိတ်ကူးမရှိဘူးလားဆောင်းမနဲ့စောအိတ်တာအေးပြတ်တယ်စမ်းတွေ့လားဒါရဲ့သူများလုံနိုင်တဲ့ဟာကိုကိုမလုံနိုင်မဲနဲ့အပြစ်မပြောရဘူးငရဲကြည့်တတ်တယ်နော်ကဲဆရာမကဲအလုံးကိုနေရကိုနေကြနော်သမီးတို့ဟဲ့အောင်လေမှန်ကြအပေါင်ဆုံးသွားတယ်ပစ္စည်းတွေငါဘဝမှာဘယ်သောခါမှမစင်းရတော့ဘူးကွာနော်ဟာဟိမဘယ်သွားမလို့တော့ဩဘုန်းကြီးเจ้าကိုသွားမလို့လားဒီနေ့ဥပုံနေလေဖုန်းเจ้าမှာစွန့်ကြိုက်သွားပို့မလို့နှင်းဖြူလေးကိုလည်းခေါ်သွားလိုက်အောင်မယ်ညနေဆောင်မှပြန်လာခဲ့မယ်ကောင်းတယ်ဗျာကောင်းတယ်အခုလို့ငါမိမဘုန်းကြီးเจ้าကိုသွားအလူတန်းတွေလုပ်ဘာသာရေးကိစ္စတွေလုပ်တော့ဟောဒီကအောင်တိုက်ကြီးကမျက်နာတွေပိုပွင့်ပြီးတော့ဂုံတွေပိုတက်တာဗောဘာပဲပြောသူ့ကိုလည်းမသိတာလေးတွေသင်ပေးခိုင်းစားရှိရလဲခိုင်းဟုတ်ပြီလားအခုလို့တရားနဲ့တရားသေးသေးမြဲမြင်နာနေရတော့တွေ့တော့ဝမ်းသာတယ်ဗျာဝမ်းသာတယ်ကျမတို့ကတင်းတင်းမြတ်နေပြီးသားပါသူ့ကိုလည်းလိုအပ်တာလေးယူတစ်ဆိုင်တင်ကြားပေးရလေသူ့ဘွားလေးကလည်းတနာပါတယ်ဒီအိမ်မှာလာပြီးကျွန်းလာခံနေရတယ်လူကျွေးရှိသေးတော့ဆက်ပေဘောနှင်းဖြူလဲမိမဘာတွေလျှောက်ပြောနေတာလဲသူ့အခုလို့ငါအိမ်မှာခေါ်ထားတယ်ဆိုတာအတုံးမကြတဲ့သူ့အမေငါ့ကိုအကျိုးတွေလာမဆက်သေးလို့နော်ဘာပဲပြောအခုလို့ငါအိမ်မှာနေတာမှထမင်းနဲ့မှန်ပါသေးတယ်သူ့အိမ်မှာနေမယ်ဆိုရင်ငတ်တက်လက်ပြက်တက်လက်နဲ့မိမလဲကျေးဇူးတင်ရမှာပေါ့ရှင်ရှင်ကတိတ်ကိုကျေးဇူးတင်ပြကောင်းတယ်ကျေးဇူးရှင်ကြီးပဲလေသူများသမီးပြိုလေးတွေကိုအိမ်ခေါ်လာပြီးတော့တော်ပါပြီရှင်နဲ့ကျမအဲ့စကားကြီးပြောရကျမအရင်ရှက်တယ်ကျမသူ့ကိုအခုခေါ်ရတယ်ဆိုတာလေသူ့အဖေလိုမျိုးမလုံတင်တာလုံမိမှာဆိုလို့ဖရားရိတ်တရားရိတ်မှာအေးမြသွားအောင်လို့ခေါ်သွားတာကျမသူ့ကိုခိုင်းဖို့ခေါ်သွားတာမဟုတ်ဘူးရှင်မိမမင်းဘာတွေပြောနေတာလဲသူ့အခုငါအိမ်မှာခေါ်ထားတယ်ဆိုတာမင်းအတွက်ကူပေါ်လောင်ပဲရအောင်ခိုင်းစာရှိတာခိုင်းလို့ရအောင်ခေါ်ထားတာသူ့အိမ်မှာနေငတ်နေမှာဆိုလို့မင်းကလည်းတဝင်တိုးစရာမရှိကျန်ဖန်တိုးနေရင်မိမလေကျမတဝင်တိုးရဟုတ်လားကျမမလေးရှင်နဲ့ပတ်သက်ပြီးတော့တဝင်တိုးစရာအကြောင်းမရှိတော့ဘူးရှင်ရဲ့လူမဆန်တဲ့လောက်ရက်တွေရှက်တန်းကနေရက်လိုက်ပါတော့ကိုအောင်တိုက်ရဲ့ရှင်အဲ့လိုတွေလုံနေရရှင်တရင်ငရဲကြမယ်ဆိုတော့ရှင်သိရလားအသက်တွေလည်းကြီးနေပါပြီမိုက်တွင်းနဲ့မနေပါနဲ့သူများသမီးပြိုလေးကိုအိမ်ခေါ်လာပြီးတော့ဖြတ်စည်းနေတဲ့လောက်ရက်တွေဒီတစ်ခါနောက်ဆုံးဖြစ်ပါသေးရှင်ကျမတောင်းပန်ပါတယ်မိမတွေတော်တော်ဗစည်းဗဆက်များတာပဲဟမ်ငါမိန်းကလေးတို့ဖြက်စီးနေတာမဟုတ်ဘူးကဲတင်နေတာကဲတင်ပေးနေတာမတိဘဲနဲ့ရှောက်ပြောနေတယ်ကွာတော်တော်ဗစည်းဗဆက်များတဲ့မိမဟမ်အရက်တော့တာပဲကောင်းတယ်ဟဲ့ထက်ကွာဘာတွေမှလည်းမသိပါဘူးဝေး
သားရေ ဗျာ သားလေးမလေးလာပါအောင်သားလေးရဲ့အမေသားလေးကိုလေအမေဆန်အဆင်ပြေတဲ့အခါကျရင်ကျောင်းဝတ်စုံတစ်ကလေးဝယ်ပေးမယ်နော်အခုတော့ဒီနေ့လေးပဲဝတ်ထားနော်သားလေးနော် ရပါတယ်မေရဲ့ဒါနဲ့လည်းဆေးပြပါတယ်မေတာပတ်စံရှိလို့ရှိရင်အိမ်တန်ဆိုင်မဲဝယ်လိုက်ပါမေရဲ့နော် သားလေးရဲ့ဟိုဒီနေ့စံကုန်နေတော့လေဟိုအဖေထမင်းမချက်ရသေးဘူးအဲ့တော့သားလေးဟိုကြောင်းကြိုက်မုတ်စားလိုက်နော်သားလေးကမုံမိုးတရားယူပါနော် အလူတော့မေတဘိုက်တမစားတင်လို့ပါနဲ့တော့ရှင်တောက်ကြမှာအလူလာလုံးမှာတော့ရင်လို့အလူလေအဲ့တော့ရှင်တောက်ကြမှာထမင်းလာကျွေးမှာမေမေအဲ့ကြောင့်မို့ဒီပတ်စံနေရွေးယူလာလိုက်ပါနော်ဒါတော့ဘာစိတ်မပူပါနဲ့ သားလေးရဲ့လိမ္မာလိုက်တော့သားလေးရဲ့လိမ္မာလိုက်တော့ မငိုပါနဲ့မေတော့စောက်ကြိုးစားမယ်အပညာတကြီးပြလို့ရှင်ဒီနေ့မေကိုအဲ့ဒါများရှောင်းမယ်ပြလို့ရှင်ဒီနေ့မေကိုဘာလုံးမှမလုပ်ခိုင်းဘူးနောက်တော့တောင်းမိသားစုလည်းပြောလို့ရှိနေကြအောင်နော် ယူသားလေးရဲ့ယူသားလေးအခုသားလေးနော်မဘိုးလေးယူပါနော်မဘိုးတရားယူပါနော်သားကြောင်ကြိုင်မဝဲစားနော်ဘိုက်စားနေလို့ရှိစားကောင်းကောင်းတင်တာမှာမဟုတ်ဘူးသားလေးနော်လေးပြပါနော်ယူပါနော်သားလေးတော့